Jessica အပိုင်း3ကိုစမယ်ဆိုအပိုင်း2ကခုနကဂွင်းအကျယ်နဲ့အရှည်ကိုဖြတ်ပြီးသွားပြီဆိုတော့တောက်တွေထည့်မယ်ဆိုတော့ပထမဒုတိယပိုင်းမှာဒီအကွက်4ကွက်ချထားတယ်အကွက်1ရဲ့အကွက်2ရဲ့အကွက်3ရဲ့အကွက်4ရဲ့ချထားတော့အဲ့ဒီအကွက်4ကွက်မှာနံပါတ်1ရဲ့နံပါတ်2ရဲ့နံပါတ်4ရဲ့မှာပဲတောက်ထည့်မယ်အကွက်3ကလုံးဝတောက်မထည့်ဘူးဘယ်ချမ်းမဲဖုံညာချမ်းမဲဖုံအကွက်3မှာလုံးဝတောက်မထည့်ဘူးဒါကအခုဒီဘက်ကဆွဲထားတာကဒါဘယ်ဘုံမလို့ဒီဘက်ကနေပြီးတော့စပြီးတော့ဒါတွက်တာပေါ့နော်ဆိုတော့ညာဘုံဆိုလို့ရှိရင်ဒီညာဘက်ကနေစပြီးတော့တွက်မယ်ညာဘက်ဆိုလို့ရှိရင်ခုနကစားထားတာတင်စား2ဆိုတော့21.5ရတယ်ဆိုတော့အဲ့21.5ကဒီပထမဦးဆုံးအကွက်မှာနံပါတ်1ကွက်မှာဖြစ်မှာပေါ့ဒါကနံပါတ်1ဖြစ်မှာပေါ့နော်ဆိုတော့ညာဘက်ချမ်းဆိုလို့ရှိရင်ဒီက1 2 3 4အဲ့လိုသွားမှာပေါ့ဆိုတော့အခုကဘယ်ချမ်းဆိုတော့ဟိုဘက်ကစားတယ်ဘယ်ဘက်ကစားတယ်ဘယ်ဘက်က1 2 3 4ဆိုတော့အခုတောက်ထည့်မယ်တောက်ကဒီလုံကြီးတကွင်းမှာ6ခုထည့်မယ်6ခုထည့်မယ်ဆိုတော့ဘယ်လိုထည့်မလဲ6ခုညထည့်မယ်ဆိုတော့နော်အကွက်3မှာလုံးဝတောက်မထည့်ဘူးဆိုတော့အဲ့အကွက်တောက်6ခုရအောင်လို့ဘယ်လိုလုပ်အောင်မလဲဆိုလို့ရှိရင်အကွက်6မှာတောက်6ခုထည့်ရမယ်နော်ဆိုတော့တောက်တန်မိုးရဖို့အတွက်တင်နေကနေပြီးတော့ခါနှုတ်ရမယ်တင်တန်မိုး43ကနေပြီးတော့36ကိုနှုတ်မယ်တင်တန်မိုးကနေခါတန်မိုးနှုတ်တဲ့အခါကျတော့9လက်မရတယ်နော်ကျန်တာ9လက်မဒီ9လက်မကတောက်ထည့်ရမယ်ဥစ္စာတောက်6ခုထည့်ရမယ်ဥစ္စာ6ခုထည့်ရမယ်ဆိုတော့6ခုမျှထည့်ရမှာဆိုတော့9လက်မကို6နဲ့စားတဲ့အခါကျတော့1.16တောက်တစ်ခုရဲ့တန်ဖိုးရတယ်ဆိုတော့တောက်တဲ့လို့ရှိရင်တောက်တစ်ခုမှာ1.1ထားပြီးတော့တောက်ဆွဲမယ်နော်ဆွဲမယ်ဆိုတော့နံပါတ်3ကိုလုံးဝခြံထားမယ်ဆိုတော့နံပါတ်2ကနေစဆွဲမယ်ဘယ်ချမ်းကနေယူမှာဆိုတော့ဒီနံပါတ်2ကိုနော်တဝက်ဝက်မယ်နံပါတ်2အကွက်ကိုတဝက်ဝက်မယ်2အကွက်ကိုတဝက်ဝက်မယ်ဒီနံပါတ်2အကွက်ဒီနေရာကနေဒီနံပါတ်2အကွက်ကိုတဝက်ဝက်မယ်ဒီမှာတဝက်တန်ဖို့ဒီမှာတဝက်လိုက်နော်ဗီဒီယိုရိုက်နေတာတယောက်တည်းဆိုတော့လေဟိုလက်ကစမဖြစ်ဘူးအဲ့မှာတဝက်ပိုင်းပြီးတော့အဲ့တဝက်ကနေပြီးတော့မှနော်ဟိုဘက်ကိုဘယ်ဘက်ကိုနှစ်လက်မသွားမယ်ဒီမှာနှစ်လက်မနော်နှစ်လက်မထွက်မယ်နှစ်လက်မထွက်ဒီကနေပြီးတော့ဒီနံပါတ်2ကတဝက်အကွက်ကနံပါတ်တဝက်ကိုနှစ်လက်မထွက်မယ်နော်နှစ်လက်မထွက်မယ်နှစ်လက်မထွက်ပြီးရင်ခုနကတောက်တစ်ခုတန်ဖိုးကဘယ်လောက်လဲတောက်တစ်ခုတန်ဖိုးက1.1ဆိုတော့ဒီနှစ်လက်မနေပြီးတော့1.1ထွက်တယ်မကြည့်နော်မြင်ရလားမသိပါဘူး1.1ထွက်လိုက်တယ်အဲ့1.1ကိုတဝက်ဝက်ပြီးလို့ရှိရင်တောက်ရှည်ကဘယ်လောက်လဲဆိုတော့ဒီမှာတောက်ရှည်က6လက်မထားမယ်နော်6လက်မဒီရှည်ကပေါ်နဲ့အောက်နဲ့ကို6လက်မထားမယ်အဲ့ဒီ6လက်မဟိုဒီတောက်တစ်ခုတဝက်ရဲ့အလယ်ကနေပြီးတော့သူ့ဆက်လိုက်တဲ့အခါကျတော့တောက်ရှည်တစ်ခုရပြီပြီးလို့ရှိရင်အဲ့ဒီရဲ့ဘယ်ဘက်ကိုသွားမယ်တလက်မခွာမယ်ဒီမှာဒီတောင်းနဲ့ဒီကနေပြီးတော့ဒီကိုတလက်မခွာမယ်လက်မခွာပြီးတော့တောက်တစ်ခုတန်မိုးက1.1ဆိုတော့ဒီကနေပြီးတော့ဒီအထိကို1.1တန်မိုးကိုယူတဝက်ဝက်ပြီးလို့ရှိရင်ဒီတောက်ကိုကျတော့6လက်မမထားဘူးလက်မဝက်တုပ်ပြီးတော့9လက်မခွဲထားမယ်နော်9လက်မခွဲထားမယ်9လက်မခွဲထားပြီးတော့ဒီတောက်ကိုလည်းဒီအပေါ်နဲ့အောက်ကိုဆက်ပြီးမယ်ဆက်ပြီးရင်တောက်တစ်ခုရပြီဒီတောက်လေးကအရှည်လေးဖြစ်မယ်ဒီဘေးတောက်လေးကအတူလေးဖြစ်မယ်နော်ဆိုတော့တောက်ကလေးကကားလေးပေါ့နော်ဆိုတော့တင်လေးကားသလိုဒီတောက်ကလေးကလည်းကားလေးမရှင်နှစ်ခုအတူဆိုရှင်ကားလေးထွက်မလာဘူးတောင်းဟိုစားပေါ့နော်အချိုးမကြဘူးပေါ့နော်ဆိုတော့ဒီခုနကဒီကွက်နှစ်ရဲ့တဝက်ကနေပြီးတော့ဒီဘက်ကိုနှစ်လက်မယူသလိုဒီညာဘက်အချမ်းကိုလည်းနှစ်လက်မယူမယ်နှစ်လက်မခွာမယ်နောက်ထပ်ထောက်ထည့်ဖို့အတွက်နှစ်လက်မခွာတယ်
2လက်မခွာပြီးတော့ဒီ2လက်မနေပြီးတော့ဓာတ်တစ်ခုတန်ဖိုး1.1ကိုယူလိုက်တယ်တဝက်ဝက်လိုက်တယ်နော်တဝက်ဝက်ပြီးတော့ဒီကလည်းဟိုဘက်ကလိုပဲ6လက်မအကွာဝေးတောက်ရှိယူမယ်အဲ့ဒါနဲ့ဒီအောက်နဲ့ပေါ်နဲ့ကိုဆက်ပေးလိုက်မယ်ဆက်ပေးပြီးတော့ဒီတောက်ရဲ့ဒီအစွန်းကနေပြီးဒီဘက်ကိုလည်း1လက်မယူတယ်ဟိုဘက်ကယူသလိုဒီဘက်ကိုလည်း1လက်မယူလိုက်တယ်ကွာဝေး1လက်မယူပြီးတော့ဒီတောက်တစ်ခုရဲ့တန်ဖိုးက1.1ဆိုတော့1.1ကွာဝေးကိုယူမှတ်ပြီးတော့အလေကနေအလေမှတ်လိုက်နော်မှတ်ပြီးတော့အဲ့ဒီတောက်ကိုလည်း9လက်မခွဲဟိုဘက်က9လက်မခွဲယူလို့ဒီဘက်မှာလည်း9လက်မခွဲယူပြီးတော့ပေါ်နဲ့အောက်နဲ့ဆက်မယ်ဆိုတော့တောက်ကလေးကအရှိတစ်ခုအတူတစ်ခုဟိုဘက်မှာလည်းအရှိတစ်ခုတစ်ခုနော်တင်ပေးရဒီမှာရှိမယ်ဆိုတော့အဲ့ဒီမှာတောက်က4ခုရသွားပြီတောက်က4ခုရသွားပြီတောက်က4ခုမှာ6ခုထည့်ရမယ်ဆိုတော့ဒီနံပါတ်1ကိုပြန်သွားမယ်နံပါတ်1မြင်းချောင်းကနေပြီးတော့နံပါတ်1မြင်းချောင်းကနေတော့ဟိုဘေးကိုခဏလေးဘေးကိုနံပါတ်1ကနေပြီးတော့ဘေးကို4လက်မအကွာဝေးထွက်မယ်ဟိုဘက်ကို4လက်မအကွာဝေးထွက်မယ်ထွက်ပြီးတော့အဲ့ဒီ4လက်မအကွာဝေးကနေပြီးတော့တောက်တစ်ခုတန်ဖိုးက1.1ဆိုတော့1.1အကွာဝေးကိုယူအလဲကနေတဝက်ဝက်ပြီးတော့ဒီတောက်ကိုကြတော့9လက်မအရှည်ပဲယူမယ်နော်9လက်မအရှည်ပဲယူမယ်9လက်မအကွာဝေးပဲယူပြီးတော့ဒီမှာအမှတ်မှတ်ပြီးတော့ဒီတောက်အောက်နဲ့အပေါ်နဲ့ကိုဆက်ပြီးလိုက်တောက်တစ်ခုရပြီဆိုတော့နောက်တောက်တစ်ခုပဲကျန်တော့တယ်တောက်တစ်ခုနံပါတ်1မှာတောက်တစ်ခုနံပါတ်2မှာကတောက်4ခု2ခု3ခု4ခုဆိုတော့နံပါတ်3ကတောက်မထည့်ဘူးဆိုတော့နံပါတ်4မှာတောက်ထည့်မယ်ဆိုတော့ဒီနံပါတ်4မှာလည်းဒီ line ကနေပြီးတော့ဒီဘက်ကို4လက်မအကွာဝေးယူမယ်နော်4လက်မအကွာဝေးယူပြီးရင်တောက်တစ်ခုတန်ဖိုးက1.1ဆိုတော့1.1ယူပြီးရင်အလဲကနေတဝက်ဝက်မယ်ဝက်ပြီးတော့သူကလည်း9လက်မပဲအရှည်ကတောက်က9လက်မအရှည်ပဲယူမယ်ဆိုတော့ဒီအပေါ်နဲ့အောက်နဲ့ကိုဆက်လိုက်မယ်ပေါ့နော်ဆက်လိုက်တော့တောက်တစ်ခုရတယ်ဆိုတော့နံပါတ်4မှာကတောက်တစ်ခုနံပါတ်2မှာကတောက်4ခုနော်မြင်ရလားမသိပါဘူး sorry ပါဒီမှာလည်းကျွမ်းကျင်တာမဟုတ်ဘူးကမှဟိုတင်အင်းရနေပြီးတော့ကောင်းလို့ပေါ့နော်ပြန်ပြီးတော့သူများကိုပညာဒါနပြန်မျှဝေပေးတာပေါ့ဆိုတော့နံပါတ်1မှာလည်းတောက်တစ်ခုဆိုတော့တောက်6ခုပြည့်သွားပြီနော်တောက်6ခုပြည့်သွားပြီဆိုလို့ရှိရင်အားလုံးမှတ်ပြီးဆိုလို့ရှိရင်ဆက်ချုပ်မယ်ပေါ့ချုပ်ပြီးတော့မှပြန်ညှိရမယ်ဥစ္စာလေးရှိရယ်ဆိုတော့နောက်ဗီဒီယိုတစ်ခုသွားမယ်နော်